ကောက်ပွဲမှာเนาะသူတို့ထိုင်းမျိုးချစ်အဖွဲ့တွေပေါ့လေသူတို့မနိုင်စေခြင်းတဲ့ပါတီအနိုင်ရသွားခဲ့ရင်သူတို့ပြဿနာရှာမဲ့တေချက်ကမြန်မာနိုင်ငံသားတွေဖြစ်လာနိုင်ပါတယ်เนาะအဲ့တော့ရွေးကောက်ပွဲမပြီးခင်ရောရွေးကောက်ပွဲပြီးသွားတဲ့ကာလရောနောက်ဒီရွေးကောက်ပွဲပြီးလို့အစိုးရအသစ်မတက်ခင်အချိန်ထိပါကျွန်တော်တို့မြန်မာနိုင်ငံသားတွေကသူတို့ပြဿနာရှာမဲ့အဓိကတေချက်ဖြစ်နေပါတယ်เนาะအဲ့တော့အားလုံးပဲအလုပ်ပြီးရင်ကိုယ့်အိမ်မှာကိုနေပါအပြင်မထွက်ကြပါနဲ့ဆူဆူညံညံမလုပ်ပါနဲ့လူစုလူဝေးမလုပ်ပါနဲ့အပြင်မသွားကြပါနဲ့အလဲအပတ်မသွားကြပါနဲ့နောက်ဆုံးကုံပြောပါမယ်မလိုအပ်ပဲအပိုသက်သက်ပတ်စံကုံတဲ့အလုပ်တွေလုံးဝမလုပ်ပါနဲ့အဲ့တော့ဒီရွေးကောက်ပွဲပြီးသွားရင်တော့မှနောင်မှလဲပဲเนาะထိုင်းနိုင်ငံမှာဒီအလဲအပတ်ပေးပြီးတော့ဒီအလဲအပတ်သွားတဲ့အခါမှာဝင်ကြီးပေးရတဲ့နေရာတွေဆိုရင်ဘယ်နေရာမှမသွားကြပါနဲ့ပတ်စံစုကြပါအချိန်တန်ရင်ကျွန်တော်တို့အိမ်ပြန်ကြမယ်ကျွန်တော်တို့ကိုယ့်အိမ်ကိုပြန်တဲ့အချိန်ကြရင်ကျွန်တော်တို့အမြင့်ဆုံးမှာအတောက်ပဆုံးဖြစ်အောင်ပြန်တန်းကြမယ်ကျွန်တော်တို့မြန်မာတွေအားလုံးစီးလုံးကြပါညီညွတ်ကြပါเนาะတူရိုင်းမင်းကြပါဖေးမကူညီကြပါလို့เนาะဒါတော့ပါပဲ